ကျွန်တော်ဒီအိမ်ကို28ရက်နေ့ဩဂတ်လ2023ခုနှစ်မှာရောက်ရှိခဲ့ပါတယ်ခုဒီဘလော့အတွက်စစ်ခွင့်ရေးနေတဲ့အချိန်မှာတော့နည်းနည်းပြစ်ခါနီးပါဒီနေ့ကအောက်တိုဘာလ19ရက်နေ့ပါကျွန်တော်ရောက်ခဲ့တာ2023ခုနှစ်ဆိုတော့အခုဆိုလို့ရှိရင်နှစ်ပြည့်ဖို့9ရက်ပဲလိုပါတော့တယ်ဒီ vlog ကို edit လုပ်လာတဲ့အချိန်မှာတော့ကျွန်တော်ဟာနေရာသစ်အိမ်သစ်ယာသစ်ပတ်ဝန်းကျင်သစ်မှာနေသားကြအောင်ကြိုးစားနေနေပဲတစ်လနဲ့နှစ်ပတ်ကျော်3ပတ်လောက်ကြာမြင့်ခဲ့ပါပြီအင်္ဂလန်စားရောက်ခြင်းမှာတော့ပထမဦးဆုံးနေခဲ့ရတဲ့နေရာက Asia House မို့လို့တခြားနှိုင်းချင်းစရာအတွေ့အကြုံတွေလည်းဘာမှမရှိတဲ့အတွက်ကျွန်တော်နေခဲ့တဲ့နေရာလေးကိုနန်းတော်ကြီးလာမှတ်ယူခြင်းခဲ့မိပါတယ်အမှန်တကယ်လဲနန်းတော်သမျှခန်းနာထားတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်အခုပြောနေတဲ့နေရာလေးကတော့ Asia House လို့ခေါ်တဲ့ Manchester မြို့လေ M1 area မှာတည်ရှိနေတဲ့လှပတဲ့အဆောက်အဦလေးတစ်ခုအကြောင်းဖြစ်ပါတယ်20ရာစုနှစ်အစောပိုင်းကတည်းကဆောက်လုပ်ခဲ့ပြီးစီးခဲ့တာဖြစ်ပြီးတော့စုစုပေါင်းညီထက်နဲ့နေအောက်ခံနှလွာအပါအဝင်6ထက်အဆောက်အဦတစ်ခုဖြစ်ပါတယ်1906ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး3နှစ်အကြာ1909ခုနှစ်မှာပြီးစီးခဲ့ပါတယ်ကျွန်တော်မမွေးခင်နှစ်ပေါင်း62နှစ်မတိုင်ခင်ကပေါ့နော်ဆိုတော့နောက်နှစ်ပေါင်း9နှစ်အကြာမှာတော့ပထမကမ္ဘာစစ်ကြီးဖြစ်ခဲ့တာပေါ့နော်ကနဦးစောက်ရင်ရွယ်ချက်ကတော့ကုန်ပစ္စည်းတွေတူလောင်ဖို့အမှားအော်ဒါတွေကိုချိုးပို့ပြီးတဲ့လုပ်ငန်းကိုလုပ်ဖို့ဖြစ်ပါတယ်ဆိုတော့အဲ့ဒီကတော့ shipping industry ဒါမှမဟုတ် textile store စသဖြင့်ပေါ့နော် shipping industry ကတော့ကုန်ပစ္စည်းတွေချိုးပို့ဖို့ textile ကကျွန်တော်တို့ရဲ့အထည်လိပ်လုပ်ငန်းတွေဖြစ်တဲ့အရာတွေတူလောင်ပြီးဖို့ပေါ့နော်ဆိုတော့အဲ့ဒီတုန်းကတိစောက်ခဲ့တဲ့ရွေးချက်ကတော့ဒီလိုမျိုးဖြစ်ပါတယ်ပြီးတော့ဒီအဆောက်အဦဟာ Buildings of England ကနေတတ်မှတ်ထားတဲ့ rank တွေအရာအဲ့ဒီအချိန်ခါတော့ကဝိတုခပညာရှင်အကျော်မွန်တစ်ခုဖြစ်တဲ့ Nicholas Pevensner က1984ခုနှစ်အောက်တိုဘာလ3ရက်နေ့မှာ Grade 2အဆင့်ရှိတဲ့အဆောက်အဦအနေနဲ့သတ်မှတ်ပေးခဲ့ပါတယ်ဆိုတော့ Grade 2ဆိုတာကတော့တော်တော်လေးကိုခံထားတဲ့အဆောက်အဦတစ်ခုအနေနဲ့ပြောလို့ရတာပေါ့နော်ဆိုတော့သူထည့်မိတာဆိုလို့ Grade 1ပဲရှိတော့တာဆိုတော့လေဆိုတော့ဒီခင်အချိန်ခါတွေမှာဒီ Asia House ကိုလူနေအိမ်တိုက်ခန်းအနေနဲ့မြင်တွေ့ရမှာတော့မဟုတ်ဘူး။ကုန်သွယ်ပွဲစားတွေဝင်ထွက်သွားလာတဲ့နေရာရောင်းဝယ်ဖောက်ကားတဲ့နေရာဒီတိုင်းတိတ်ကုတ်ခဲ့တဲ့နေရာလို့လည်းပြောလို့ရတယ်။အဲ့လိုဘက်စုံသုံးအဆောက်အဦကြီးတစ်ခုဖြစ်ခဲ့တာပေါ့နော်။
ပြီးတော့ The Refuge Assurance Company လို့ခေါ်တဲ့အသက်အာမခံကုမ္ပဏီရဲ့ကနဦးအခြေချရာနေရာတွေထဲကတစ်ခုလည်းဖြစ်တယ်1910ခုနှစ်မှာတော့ Oxford Packing ကနေအဆောက်အဦတစ်ခုလုံးကိုယတိပြတ်ငှားရမ်းဝယ်ယူခဲ့ပါတယ်ဒါတွေကတော့အကျဉ်းအပြင်းအဖြစ်ကျွန်တော်နေထိုင်ခဲ့တဲ့အဆောက်အဦတွေအကြောင်းသိရှိထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒါဆိုရင် Asia House ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေကိုခဏလောက်ကျွန်တော်ပြောထားအောင်နားထောင်ပေးကြပါဦးခင်ဗျာAsia House ကိုအစချင်းမှာဝါကုန်းနဲ့အထည်လိပ်စက်ရုံအနေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်ပြီးတော့ထူးခြားတာတစ်ခုက Asia House ပြီးမှာ India House နဲ့ Canada House ဆိုပြီးတော့အဆောက်အဦကြီးနှစ်ခုလည်းတည်ရှိပါတယ်အဲ့ဒီအဆောက်အဦကြီးကနှစ်ခုဟာဆိုလို့ရှိရင်လည်းတမိုင်းဝင်အဆောက်အဦတွေဖြစ်ပြီးတော့ Asia House ဆိုလို့ရှိရင်လည်းထို့နည်းတူစွာ Canada House နဲ့ India House တို့နဲ့နည်းတူတမိုင်းဝင်အဆောက်အဦတွေနဲ့ယနေ့အထိတည်ရှိနေတာပဲဖြစ်ပါတယ်နောက်တော့စီးပွားရေးလုပ်ငန်းစုတစုရဲ့ပိန်မအဆောက်အဦတစ်ခုအဖြစ်နဲ့အစစ်မြင့်တင်ခဲ့ပါတယ်အဆောက်အဦရဲ့အရွယ်အစားဟာဆိုလို့ရှိရင်လည်းကုန်းတိုးလောင်ရုံတစ်ခုအနေနဲ့ရည်ရွယ်ပြီးတိစောက်ထားတာမို့လို့နေရံတွေကလည်းအထူကြီးတွေပြီးတော့နေရံတစ်ခုနဲ့တစ်ခုကြားကအကွာဝေးဟာဆိုလို့ရှိရင်လည်းတာမန်အဆောက်အဦတွေပိုဝေးတယ်မြင့်ချက်နဲ့ကျမ်းမြင့်တို့ရဲ့အကွာဝေးဟာဆိုလို့ရှိရင်လည်းတာမန်အဆောက်အဦတွေပိုမြင့်ပါတယ်ဆိုတော့တကယ်ကိုခြေပြောလာတဲ့နေရာတစ်ခုလို့ပြောလို့ရပါတယ်ပြီးတော့နောက်ထပ်ထူးခြားတဲ့တစ်ခုကကျွန်တော်တို့မန်ချက်စတာမှာဆိုလို့ရှိရင်အောင်အမြင့်ဆုံးဘန်တွေကမှအောင်အမြင့်ဆုံးနံပါတ်1လို့သတ်မှတ်လို့ရတဲ့ rock band rock and roll band Oasis ထဲကမှ Oasis ဆိုတဲ့ဒီ rock and roll band ထဲကမှ Noel Gallagher လို့ခေါ်တဲ့ guitarist ကဂီတာသမားကဒီ Asia House မှာနေသွားခဲ့ပူပါတယ်ဒီအဆောက်အဦကို2003ခုနှစ်ကြာတော့မှလူနေအိမ်တည်တဲ့အနေနဲ့ပြောင်းလဲခဲ့တာဖြစ်ပါတယ်
ဗီဒုခအမျိုးအစားအားဖြင့်တော့ပညာရှင်တွေက Boric architecture လို့သတ်မှတ်ထားခဲ့ပါတယ်ဆိုတော့အင်္ဂလိပ်လိုမျိုးတော့ BOROQUE Boric လို့စာလုံးပေါင်းပေါင်းပါတယ်ဆိုတော့20ရာစုနှစ်ကာလတွေမှာအဲ့ဒီအဆောက်အဦက Boric architecture လို့ခေါ်တဲ့ဒီအဆောက်အဦဒီဇိုင်းကလို့ရှိရင်တကယ့်ကိုလူကြိုက်များတဲ့အဆောက်အဦဒီဇိုင်းမျိုးပဲတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကအဆောက်အဦကမျိုးလေကောင်မှာတည်ရှိနေတာမို့လို့ကဲမျိုးလေကောင်မှာအထင်ကရဖြစ်တဲ့ Oxford Road Station Oxford Land မြစ်ရထားဘူရာယုံနဲ့ Piccadilly Station Piccadilly ဘူရာယုံနဲ့လည်းအတော်လေးကိုနီးပါတယ်ဆိုတော့အဲ့လိုမျိုးနီးခဲ့ရတဲ့ကြောင့်ကျွန်တော်တို့မြို့တစ်မြို့ကနေအခြားမြို့တစ်မြို့ကိုတွားရမယ်ဆိုလို့ရှိရင်အများကြီးစူးစမ်းအထောက်နေစရာမလိုဘဲနဲ့နီးစက်တဲ့ကျွန်တော်တို့ဘူရာယုံတွေမှာတွားပြီးတော့ရထားကိုစီးပြီးတော့ခြားမြို့ကိုဆက်ပြီးတော့တွားလို့ရပါတယ်နောက်တစ်ခုက Heart of Manchester ရဲ့နှလုံးသားလို့လည်းခေါ်ဝေါ်တင်စားခံရတဲ့ပတ်ဝန်းကျင်မှာတည်ရှိတာမို့လို့အချိန်တွေအများစုမှာလူတိုးမပေါက်အောင်စီကားနေတတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်
ကဲအထင်ကရဖြစ်တဲ့အဆောက်အဦရဲ့အသွင်မြင်ထဲမှာဘာတွေပါလဲဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်တို့အပြင်ကနေကြည့်လိုက်တာ ਨੇ သူ့ရဲ့အသွင်မြင်ကတော့ 3.5 မီတာလောက်မြင့်တဲ့မှန်ပေါင်းအတင်အချတကားတွေရဲ့4 မီတာကျော်လောက်မြင့်တဲ့မျက်နှာချက်တွေရဲ့ပါတဲ့အခန်းတွေကိုမြင်တွေ့ရမှာပါဆိုတော့အဲ့ဒီအခန်းတွေကြောင့်နေ့ပိုင်းတွေမှာအလင်းရောင်ကိုအပြည့်အဝရရှိခံစားနိုင်ပါတယ်လေအဝင်ထွက်လေကောင်းလေသက်ကောင်းကိုရရှိဖို့ဆိုလို့ရှိရင်လည်း 3.5 မီတာလောက်မြင့်ပြီးတော့ 1.5 မီတာလောက်ကျယ်မြတ်တဲ့ပရင်းပေါက်6ခုလုံးကိုလိုသလိုချိန်ညှိလို့ရပါသေးတယ်ကျွန်တော်အနေနဲ့အဆောက်အဦရဲ့အလှပဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုကိုပြပါဆိုလို့ရှိရင်သူ့ရဲ့မုတ်ဦးအဝင်ဝါကိုလည်းကျွန်တော်ပြပေးရပါလိမ့်မယ်
ဝင်ချင်းအိမ်ဆိုတဲ့နှွေးထွေးမှုကိုရတယ်ပြီးတော့ဘာလို့လဲဆိုတော့ဘေးဒုက္ခပညာရဲ့အညှို့တက်ကိုလည်းဘဝင်ချင်းမှာခံစားရတယ်ပြီးတော့တကားအဖွင့်ပြီးတော့အထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ခဏကိုယ်ရဲ့စိတ်ဝင်လာတဲ့အေးတက်ကလေးတွေကလည်းကျွန်တော်တို့ကိုစီးကျူနေတာပေါ့နော်အဲ့ဒီအားလုံးကတကယ်ကိုပြီးပြည့်စုံလုံးနဲ့ခံစားချက်တွေဖြစ်ပါတယ်
ကဲကျွန်တော်ဒီနေ့ပေါ့နော်အလုပ်ကနေပြန်ရောက်ခြင်းကျွန်တော် reference ဆိုလို့ရှိရင်လက်ရှိကျွန်တော်နေခဲ့တဲ့ကျင်လည်ခဲ့တဲ့ဒီပတ်ဝန်းကျင်အဟောင်းကနေကျွန်တော်ရွှေ့ပြောင်းရတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့အခုက29ရက်နေ့ရှိပြီ29ရက်နေ့ August လပေါ့နော်29ရက် August လမှာကျွန်တော်ဒီ vlog ကိုရိုက်တယ်ကျွန်တော် reference ကြလို့ရှိရင်ဒီနေရာမှာမရှိတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်အခုလိုက်ပြပေးခဲ့တဲ့ဒီ Asia House ဆိုရဲကျွန်တော်ရဲ့ဒီ Manchester မှာပထမအဦးဆုံးနားကိုခဲ့တဲ့ခွန်ကိုရလေးဟာဆိုလို့ရှိရင်တော့ကျွန်တော်နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်ဒီဘေးပတ်လေးမှာကျွန်တော်တွေ့ရတဲ့ဒီအဆောက်အုံတွေကတော့ပေါ့နော်ဒီကျွန်တော်နေတဲ့တိုက်ခန်းကနေကြည့်လိုက်မယ်ဆိုလို့ရှိရင်အများတန်းမနေ့တိုင်းနေရတဲ့ view လေးတွေပေါ့နော်ဆိုတော့တိတ်ကိုလှတယ်ပေါ့နော်ဆိုတော့ဟိုမှာဆိုရှင်လဲ Kimpton ဒီ Manchester မှာဆိုရှင်လုံးဝဟိုရှေ့ပေါင်နှစ်ပေါင်များစွာကြရာဆောက်ထားတဲ့ဒီ Kimpton နိုင်စဉ်ရှိမယ်ပြီးတော့ဒီမှာManchester ဒီဆောက်အကြီးရဲ့ဒီဘက်ဟိုဘက်ချန်နားမှာဆိုလို့ရှိရင်Manchester University ဟိုရာရှိတာပေါ့နော် Manchester University ရဲ့ pro ဘုံရှိတာပေါ့နော်အဲ့ဒီ pro ဘုံနဲ့အနီးကပ်ဆုံးဒီ feature student living ပေါ့ဒါကတော့ကျောင်းသားတွေအတွက်အဓိကစီးပွားဖြစ်စောက်ထားတဲ့ကျောင်းသားအဆောင်တွေပေါ့နော်တကယ်ကိုမှအခန်းထဲမှာဆိုလို့ရှိရင်လုံးဝ luxury အပြည့်အစုံနဲ့ပေါ့နော်ဂျင်းပါမယ်အဲ့လိုမျိုးပေါ့ဟိုဒီ lounge area ဒီကျွန်တော်တို့စာတွေပါလုပ်မယ်ဆိုလို့ရှိရင်လုံးဝ private system လုပ်လို့ရတယ်ဒီပေါ့နော်ရုံးတွေ hall ခန်းတွေပြီးတော့ကျွန်တော်တို့အတွက်ဒီ office space တွေအများကြီးရှိတယ်အဲ့ဒီထဲမှာကျတော့လုံးဝကျွန်တော်နေတဲ့လက်ရှိနေတဲ့နေရာကျတော့လုံးဝရှေ့ဟောင်းဆန်တဲ့ပုံစံမျိုးဖြစ်ပြီးတော့ကျွန်တော်ကလက်ရှိမှာအဲ့ဒီကိုပြောင်းသွားမှာပေါ့နော်ကျွန်တော်မြင်နေရတဲ့ဒီနေရာကိုပြောင်းသွားမှာပေါ့နော်ဆိုတော့ကျွန်တော်တို့နဲ့တူနေတဲ့ကျွန်တော်တို့ရဲ့ flatmate ရဲ့ကျွန်တော်ရဲ့ပါအနာရဲ့ကျွန်တော်ရဲ့3ယောက်ပေါင်းပြီးတော့အဲ့နေရာမှာတန်းနေမှာပေါ့နော်ဆိုတော့ကဲကျွန်တော်တို့တနင်္လာနေ့မှာဒီ vlog မှာကျွန်တော်ပြချင်တဲ့အရာကျွန်တော်ပြနိုင်တဲ့အရာတွေအားလုံးကိုကျွန်တော်ပြထားပြီးဖြစ်ပါတယ်ဆိုတော့ဒီ vlog ကဘာအကြောင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်နေခဲ့တဲ့နေရာအကြောင်း Manchester ကိုစားရောက်လာခြင်း UK ကိုစားရောက်လာခြင်းမှာကျွန်တော်နေထိုင်ခဲ့တဲ့အခန်းလေးအကြောင်းကျွန်တော်အခုဆိုလို့ရှိရင် August လ28ရက်နေ့ဆိုတော့ကျွန်တော် UK ကို2023ကရောက်တော့ပေါ့နော်2023မှာ2023အောက်တိုဘာလ28ရက်နေ့မှာကျွန်တော်ရောက်တာပေါ့နော်ဆိုတော့ဒီလာမယ့်အောက်တိုဘာလဆိုလို့ရှိရင်2025အောက်တိုဘာလ28ရက်နေ့ကျလို့ရှိရင်ကျွန်တော်ဒီကိုရောက်တာ2နှစ်ပြည့်ပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ2နှစ်မပြည့်ခင်2လအလိုမှာကျွန်တော်ထွက်ခွာသွားဆိုတော့1နှစ်နဲ့10လလောက်ကျွန်တော်နေခဲ့တယ်2နှစ်နီးပါးလောက်ကျွန်တော်ဒီမှာနေခဲ့တယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်ကလည်း introvert ဖြစ်တဲ့အတွက်ကြောင့်ဒီရှေ့ဟောင်းဆန်တဲ့အဆောက်အအုံကြီးကကျွန်တော်တို့အများကြီးကိုမှမှတ်တရတွေဖြစ်ခဲ့တယ်တကယ်လဲသဘောကျခဲ့တယ်ပေါ့နော်ဆိုတော့တခြားနေရာတွေပြောင်းဖို့အတွက်အဲ့လောက်ထိရည်တည်မဖြစ်ခဲ့ဘူးပေါ့နော်ကျွန်တော်ကလည်းအစကတည်းကတုံးမကြည့်ပြီးတော့ဒီခစ်ဖို့အတိုင်းမျိုးတွေနဲ့လုံးဝမထိတွေ့ဘူးတာလည်းဟုတ်တယ်မထိတွေ့ချင်တာလည်းဟုတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရှေ့ဟောင်းဆန်လေးအေးစစ်ညီမသားလေးနဲ့နေရတာကိုပို့ပြီးတော့သဘောကျတယ်ဒီမှာဆိုရှင်တကားလေးလည်းအဟောင်းကျွန်တော်ရိုက်ပြထားတဲ့အတိုင်းပဲတကားလည်းအဟောင်းလှေကားတွေလက်ရန်တွေအစစားရအကုန်လုံးကလုံးဝရှေ့ဟောင်းဆန်တဲ့ဒီဇိုင်းမျိုးတွေနဲ့ပဲသွားထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လိုချင်တာနဲ့ကျွန်တော်စိတ်တွေကမသိစိတ်တွေကတောင်းတနေတဲ့အရာလေးတွေနော်နည်းနည်းလေးအဝင်ကြလေးဖြစ်တယ်ရောက်လာတဲ့အချိန်မှာလည်းကျင်းတဲ့အာရုံမှုရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးဒီရှေ့ဟောင်းဆန်တဲ့ဒီ dimension ပေါ့ဒီရှေ့ဟောင်းဆန်တဲ့ဒီအခင်းချင်းတစ်ခုကနေကျွန်တော်အဲ့လိုမျိုးတော့ခေတ်ပေါ်တော့ modern အဆောက်အဦတစ်ခုကိုပြောင်းသွားတဲ့အချိန်မှာဘာတွေဘယ်လိုမျိုးဆက်ကြုံရမလဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ရေကုန်ဆက်လုပ်ချလာဆိုတော့လေကျွန်တော်ဒီလိုမျိုးကျွန်တော်နှိမ့်သက်တဲ့အရာတစ်ခုကိုတစ်ဖက်ကနေဆွလို့ရမယ်ဆိုတော့လေပေါ့နော်ကဲဆွလို့ရမယ်အရာနဲ့ဒီကနေကျွန်တော်ထည့်ရလိုက်မယ့်အရာနဲ့ဘာတွေများကျွန်တော်အဆင်ပြေသွားမလဲအဆင်မပြေတာတွေဘာတွေဆက်ဖြစ်မလဲဆိုတော့အဲ့ဒီရောက်မှပဲကျွန်တော်ပြပြလို့တက်တော့မှာပေါ့နော်ဆိုတော့လက်ရှိမှာတော့ကျွန်တော်ဒီ Asia House ကိုနှုတ်ဆက်တဲ့ဒီ vlog ကတော့ဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ် bye bye
တော်အခုတော့ဒီနေရာလေးကိုဝမ်းနေစွာနဲ့ပဲနှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ